တိုင်းနိုင်ငံများအတွက်ဆုတောင်းခြင်းမာဒါဂတ်စကာနိုင်ငံအတွက်ဆုတောင်းပါတတလုံးနေဩဝါဒစာပထမဆောင်အခန်းကြီး9အငယ်16မှ19အစင်မပြတ်ဝမ်းမြောက်ခြင်းရှိကြလောမချားမလတ်ဆုတောင်းပတနာပြုကြလောအာမင်ဆုတောင်းကြပါစို့ချစ်လှစွာသောကောင်းကင်ဘုံရှင်အဖနာမတော်သည်ကြီးမြတ်၍ဘုန်းကြီးပါစေသောကိုရောဤရှိတော်၌မာဒါဂတ်စကာနိုင်ငံအတွက်ကျွန်ုပ်တို့တိုးဝင်ဆုတောင်းကြပါ၏ထိုနိုင်ငံ၏အပြစ်အလုံးစုံတို့ကိုဝင်ချတောင်းပန်ခြင်းဖြင့်အပြစ်ခွင့်လွှတ်ခြင်းရရှိခံစားနိုင်ရန်အဖထံသားသမီးတို့ဆုတောင်းကြပါ၏နိုင်ငံသားတိုင်းသည်ဝိညာဉ်တော်၏မဆာခြင်းဖြင့်ဖြစ်ပျက်နေသောအခြေအနေများထဲမှဝမ်းနည်းခြင်းစိတ်ပြက်အားငယ်ခြင်းညှိတွားခြင်းမရှိသခင်ဖျား၌ဝမ်းမြောက်ခြင်းရရှိ၍ဝမ်းမြောက်ခြင်းမြည်ရည်သည်ဤနိုင်ငံအတွင်းစီးဆင်းစေပါမည်ကြောင့်သခင်ယေရှုနာမ၌ဆုတောင်းပါ၏ထိုနိုင်ငံ၏အုပ်ချုပ်သူခေါင်းဆောင်များသည်ယေရှုခရစ်တော်ကိုရရှိပြီးဖျားသခင်နှင့်အချိန်ယူတတ်ခြင်းဖြင့်ကိုယ်တိုင်ပြောင်းလဲပြီးတိုင်းပြည်အပေါ်မှာဝိညာဉ်ပိုင်းခန္ဓာပိုင်းစိတ်ပိုင်းဆိုင်ရာများတိုးတက်ပြောင်းလဲလာစေရန်မဆာကူညီတော်မူပါပါအသင်းတော်သည်ထိုနိုင်ငံ၏တောင်ထိပ်၌တည်သောအလင်းဖြစ်၍အမောင်သည်အလင်းဝင်ရောက်ခြင်းဖြင့်နိုင်ငံသားတိုင်းအလင်းနိုင်ငံသားများဖြစ်၍အသင်းတော်သည်အစင်မပြတ်ဝမ်းမြောက်ခြင်းစီနှင့်ပြည့်နိုင်ရန်ဝိညာဉ်တော်ဖျားကူညီမဆာလမ်းပြတော်မူပါပါအမှုတော်၌စက္ကအစေခံနေသောဆရာမနှင့်သူ၏မိသားစုများသည်သခင်ဖျား၏မဆာထောက်ပံ့ခြင်းအစဉ်ခံစားရရှိပြီးမိသားစုသည်သခင်ဖျား၌အစဉ်မပြတ်ဝမ်းမြောက်လျက်ကိုရော၏သာသနာကိုတာ၍ပြန့်နှံ့ရန်တိုးတက်ခြင်းသည်အံ့ဩဖွယ်နမိတ်လက္ခဏာများဖြင့်မြင်တွေ့ပါမည်အကြောင်းသခင်ယေရှု၏မြတ်သောနာမ၌ရိုသေစွာကျွန်ုပ်တို့ဆုတောင်းကြပါ၏အာမင်